အားလုံးပဲမင်္ဂလာပါ Henry's English Diary ကနေရောက်ချင်းစီတိုင်းကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြောပြပြီးသွားမယ့်အရာကပဲသီးကြော်ခြင်းဖြစ်ပါတယ်ပဲသီးကြော်ခြင်းနဲ့အင်္ဂလိပ်စာနဲ့ဘယ်လိုသက်ဆိုင်မှုရှိလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုနဲ့ကျွန်တော်ပြောပြပါမယ်ဆိုပါစို့ကျွန်တော်မိတ်ဆွေတွေနဲ့ကျွန်တော်တို့ဒီနေ့ပဲသီးကြော်ကြမယ်ဆိုပါစို့ပဲသီးမကြော်ခင်ကတည်းကမိတ်ဆွေရှိရမယ့်အရာကအိမ်ပါပဲသီးမကြော်ခင်ကတည်းကငါဒီနေ့ဘာချက်မလဲပဲသီးကြော်ချက်မယ်ဆိုတော့အိမ်တိတိကျကျရှိဖို့လိုပါတယ်သို့မဟုတ်ဘူးဆိုရင်ပဲသီးကြော်ချက်မယ်ဆိုပြီးတော့ဈေးသွားဝယ်တယ်ဟာလာဈေးထဲရောက်မှ direction တွေပြောင်းသွားတာမျိုးကျွန်တော်ဖြစ်နိုင်ပါတယ်အဲ့တော့နံပါတ်1 aim ရှိဖို့လိုပါတယ်အင်္ဂလိပ်စာမှာလည်းထိုးနေတကောင်းပဲကျွန်တော်တို့ဟာလာဘာမှမလေ့လာခင်ကတည်းကကိုယ်ကအင်္ဂလိပ်စာရဲ့ဘယ်ပန်းကိုတိုးတက်ချင်တာလဲသိဖို့လိုတယ် speaking လား listening လား reading လား writing လားဘယ်တစ်ခုကိုတိုးတက်ချင်တာလဲအဲ့ aim ကိုတိတိကျကျသိဖို့လိုပါမယ်ပဲတီကြော်ဘက်ကိုပြန်လှည့်ရရင် aim သိပြီဆိုရင်ကျွန်တော်တို့လုပ်ရမယ့်အရာတစ်ခုကပဲတီကြော်ဖို့ဘာလိုအပ်မလဲစီလားကြက်သွန်လားစားလားအချိုမုတ်လားဒီအရာတွေပေါ့နော်ကျွန်တော်တို့အိမ်မှာရှိမရှိစစ်ဆေးရမယ်မရှိရင်ဝယ်ရမယ်ထိုနည်း၎င်းပဲအင်္ဂလိပ်စာမှာလည်းကျွန်တော်တို့ခုန aim ထားလိုက်ပြီနော်အင်္ဂလိပ်စာဆိုပါစို့ဗျာ speaking တိုးတက်လာဖို့နော် writing တိုးတက်လာဖို့တော့ aim ထားလိုက်ပြီဆိုရင်အဲ့တိုးတက်ဖို့အတွက်ဘာလုပ်ရမလဲဆိုတော့သူ့ရဲ့အရာတွေကိုသိဖို့လိုတယ်အခြေခံအားဖြင့်အင်္ဂလိပ်စာ speaking တိုးတက်ချင်တယ် writing တိုးတက်ချင်တာမျိုးဆိုရင်နံပါတ်1 grammar လိုတယ်စကားပြောတတ်ချင်တာဆိုရင်အင်္ဂလိပ်စကားပြောတဲ့ပြောနည်းလှုပ်ဝက်ချက်ကိုမိတ်ဆွေတို့သိဖို့လိုတယ်နံပါတ်3အဲ့ဒါတွေလုံနိုင်ဖို့အတွက်စကားလုံးတွေ vocabulary တွေဖြစ်နိုင်တယ်အင်္ဂလိပ်စာပြောတဲ့ရေးတဲ့အတွေ့အကြုံတွေဖြစ်နိုင်တယ် thinking တွေနော်ဘယ်လိုပြောရတယ်ဘယ်လိုရေးရလဲဆိုရက်နော်တွေးရတဲ့အပိုင်းတွေဖြစ်နိုင်တယ်ဒါတွေကိုမိတ်ဆွေတို့ရှိတယ်ဆိုလို့ရှိရင်ပဲတီကြော်တယ်လို့ပဲပဲတီကြော်စားလို့ရသွားပြီအင်္ဂလိပ်စာကလည်းရေးဖို့ပြောဖို့လုံနိုင်သွားပြီဒါနှစ်ချက်ပါနော်ဒါဒုတိယတစ်ချက်ကျွန်တော်ပြောသွားတာဖြစ်ပါတယ်တတိယတစ်ချက်အနေနဲ့ကဆိုပါစို့ကိုကဈေးသွားဝယ်တယ်ပဲတီကြော်ကိစ္စကိုပြန်ပြောမယ်ဈေးသွားဝယ်တယ်ငါဒါလိုတယ်ဆိုပြီးတော့ဈေးသွားဝယ်တယ်ဈေးလဲသွားဝယ်ပြီးပြန်လာအောင်လူကဖတ်မောသွားပြီဈေးထဲမှာပတ်လိုက်ရတာခါကျမောသွားပြီတော်ပါပြီကွာမချက်ချင်တော့ဘူးလို့သတ်မှတ်တယ်ဆိုရင်အဲ့ပဲတီကဘယ်တော့မှစားမှာမဟုတ်တော့ဘူးအင်္ဂလိပ်စာမှာလည်းတချို့လူတွေကကိုယ့်ရဲ့ aim ရှိတယ်သလားဘာတိုးတက်ချင်တယ်လဲဆိုရင် aim ရှိတယ်ဘာလို့ရမလဲဆိုရလဲရှိတယ်ဒါပေမဲ့လက်တွေ့ဘဝမှာ apply မလုပ်ဘူးနော်တကယ်လိုက်မလုပ်ဘူးဆိုရင်တကယ်မဖြစ်လာဘူးပဲတီကြော်တကယ်စားချင်တာလားတကယ်ချက်တကယ်စားရတယ်အင်္ဂလိပ်စာတကယ်တိုးတက်ချင်တာလားတကယ်လုပ်တကယ်တိုးတက်တယ်ရိုးရှိလေးပဲတချို့သူတွေကပစ္စည်းရတွေတော့ရှိပါတယ်တကယ်မချက်ဘူးအင်္ဂလိပ်စာနဲ့ပတ်သက်ပြီးရှင်းပြောရင်တချို့သူတွေကဘာတွေလုပ်ရမလဲဆိုရသူတို့မှာအည်သွေးလေးတော့ရှိပါတယ်တကယ်လိုက်မလုပ်ဘူးဒါဆိုရင်မတိုးတက်လာပါဘူးဒါလေးပြောပြချင်တယ်နောက်ဆုံးတစ်ချက်ပဲတီကြော်နဲ့ပတ်သက်ပြီးတော့ပြန်လှည့်ပြောရရင်နောက်ဆုံးတစ်ချက်ကဘာလဲဆိုရင်ဆိုပါစို့မိမိမှာ aim ရှိတယ်ဘာတွေလိုရလဲဆိုရရတယ်လဲဝယ်ပြီးသွားပြီချက်မယ်ဆိုလဲဆုံးဖြတ်ချက်ကချပြီးတကယ်လဲချက်နေပြီချက်နေတဲ့အချိန်မှာမှစိတ်မကောင်းစွာနဲ့ gas over ထပြီးတော့ gas ကုန်သွားတယ်ဆိုရင်လေကျွန်တော်ပဲတီကြော်စားမှာမဟုတ်နော်အင်္ဂလိပ်စာမှာလည်းအဲ့လိုပဲဗျရီမန်းချက်ရှိတယ်ဘာတွေလိုရလဲဆိုတာကိုယ်တိုင်သိတယ်နံပါတ်3တကယ်လဲလိုက်လုံနေတယ်ဒါပေမဲ့အချိန်တစ်ခုဖြစ်လို့အချိန်တော့ကိစ္စရဲ့တစ်ခုကြောင့်အချိန်မရှိတော့ဘူးဆရာကျွန်တော်တင်တဲ့တက်ဖို့အချိန်မရှိတော့ဘူးဆရာအင်္ဂလိပ်စာလေ့လာဖို့အချိန်မရှိတော့ဘူးဆရာဆိုကျွန်တော်တို့ဘာမှသွားလို့မရဘူးဒါဆိုဖြည့်ရှင်းနည်းကပါလဲပဲတီတောင်နဲ့ပတ်သက်ပြီးတော့ပြန်ကြည့်မယ်ဆိုရင် gas အိုးကုန် gas ဖြည့်လိုက်ပေါ့ဟုတ်လားကျွန်တော်တို့ကပြောတယ်၄ချက်ရှိရယ် aim ရယ် aim ရှိရမယ်ဘာလို့ကလဲကိုဘာလို့ကလဲသိရမယ်ဘာလို့ရမလဲကိုသိရမယ်နံပါတ်3ကပါလဲ apply လုပ်ရမယ်တကယ်ချက်ရမယ်နံပါတ်4ကကျွန်တော်တို့ gas အိုးကုန်နေရဆိုလို့ရှိရင်ဖြည့်ရမယ်အဲ့၄ချက်ထဲမှာကျွန်တော်တို့စင်ကြီး select တွေကျွန်တော်တို့ fail လို့မရအောင်အင်္ဂလိပ်စာလေ့လာတဲ့အခါမှာလဲအချိန်မရှိအောင်လုပ်လို့ရတယ်ဟဲ့လားပြင်းနေဆိုလည်းမပြင်းရဘယ်လိုလုပ်မလဲနီးလန်းနေရှာလို့ရတယ်အဓိကလောကကြီးမှာကိုတကယ်တိုးတက်ချင်တာဆိုရင်ကျွန်တော် reason ပေးလို့မရပါဘူး reason ပေးခြင်းဟာကျွန်မိတ်ဆွေတွေအောင်မြင်ခြင်းမဟုတ်ပါဘူးဒါဆိုရင်အင်္ဂလိပ်စာမှာမိတ်ဆွေတွေတကယ်တိုးတက်ချင်တာလားဒါဆိုရင် reason မပေးပါနဲ့တကယ်လို့ဆရာရှိရရာကိုတကယ်လုပ်ပြီးတော့ဘဝတိုးတက်မှုတွေရပါစေလို့ကျွန်တော်ဒီနေ့ကနေဆုတောင်းပေးရင်းနဲ့ကျွန်တော်ဒီနေ့ဗီဒီယိုလေးကိုဒီနေရာမှာပဲအဆုံးသတ်ပြရစီခင်ဗျာနောက်ထပ်ဗီဒီယိုမှာပြန်လည်တွေ့ဆုံပါမယ်ခင်ဗျာ bye bye